လွန်လေပြီးတော့အခါကနတ်ပြည်နဂါးပြည်နဲ့လူပြည်တို့ဟာအလွန်နီးကပ်စွာတည်ရှိခဲ့ကြပါတယ်ထိုစဉ်ကနဂါးမင်းနဲ့လူသားမင်းသမီးတို့ကမွေးဖွားလာတဲ့ဘူရိဒတ်အမည်ရှိတဲ့မင်းသားတစ်ပါးရှိခဲ့ပါတယ်သူဟာအသိပညာအလွန်ကျယ်ပြောတာကြောင့်ဘူရိဒတ်လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်ဘူရိဒတ်ဟာနဂါးပြည်မှာစီးစိမ်တွေအများကြီးရှိပေမဲ့သူ့စိတ်ကတော့တရားဓမ္မနဲ့ငြိမ်းချမ်းမှုကိုပဲအမြဲတမ်းတောင့်တနေခဲ့တယ်နေ့စဉ်နေ့တိုင်းဘူရိဒတ်ဟာလှပဆန်းကျယ်တဲ့နဂါးနန်းတော်ကနေထွက်လာပြီးလူပြည်ကိုတက်လာခဲ့ပါတယ်ဒါပေမဲ့သူဟာလူတွေကို6လက်ကိုလာတာမဟုတ်ပဲတီလာစောက်တီဖို့အတွက်ပဲလာတာဖြစ်ပါတယ်မိကနာကတောင်ပုတ်တစ်ခုမှာသူ့ခန္ဓာကိုယ်ကိုခွေပတ်ပြီးငြိမ်သက်စွာတရားကျင့်နေလေရှိပြီးငါရဲ့အသားနဲ့အသက်ကိုဘယ်သူမဆိုယူနိုင်ပါတယ်ငါရဲ့တီလာကိုတော့အပြက်စီးမခံနိုင်ဘူးလို့သစ္စာအဋိဌာန်ပြုထားခဲ့ပါတယ်တောအုပ်ကြီးရဲ့မှာနဂါးမင်းတရားကျင့်နေတဲ့အချိန်ပဝင်းကျင်တစ်ခုလုံးအေးချမ်းနေခဲ့တယ်သူ့ခန္ဓာကိုယ်ကထွက်တဲ့အလင်းတန်းတွေကတောအုပ်တစ်ခုလုံးကိုလင်းထိုင်စေခဲ့ပါတယ်ဒါပေမဲ့လောဘစိတ်ကတော့ဒီငြိမ်းချမ်းမှုကိုဖျက်ဆီးဖို့ရောက်လာခဲ့ပါတယ်လူဒန်မုတ်ဆိုးတာအဖဟာတိုးထဲမှာလှဲ့လေရင်ထူးဆန်းတဲ့နဂါးကြီးကိုတွေ့သွားပါတယ်ဘူရိဒတ်ကတော့သူတို့ကိုကျင်းနာစွာဆက်ဆံပြီးနဂါးပြေမှာစီးစိမ်တွေနဲ့နေထိုင်စေခဲ့ပါတယ်ဒါပေမဲ့လူတွေရဲ့စိတ်ကပြောင်းလဲတတ်ပါတယ်နဂါးပြေမှာနေခဲ့ပေမဲ့မုတ်ဆိုးကလူပြေကိုပြန်လာတဲ့အခါနဂါးတွေကိုနှိမ်နှင်းနိုင်တဲ့ဂါထာတွေတက်တဲ့အာလံဘာယနပုံနာဆိုးနဲ့တွေ့ပါတယ်ရွှေငွေတွေရမယ်ဆိုတဲ့ဂတိကြောင့်မုတ်ဆိုးဟာကျေးဇူးရှင်ဘူရိဒတ်ကိုသစ္စာဖောက်ပြီးပုံနာကိုဘူရိဒတ်ရှိတဲ့နေရာစီခေါ်သွားခဲ့ပါတယ်ပုံနာရောက်လာတဲ့အခါမော်အတက်တွေတုံးပြီးမြင့်မြတ်တဲ့နဂါးမင်းကိုအမျိုးမျိုးနှိပ်စက်ပါတော့တယ်ဘူရိဒတ်ရဲ့အယိုးတွေကိုချေးမွအောင်လုပ်ပြီးချင်းတောင်းတွေကိုအတင်းထည့်ပါတယ်ဒီလောက်နာကျင်နေတာတော့ဘူရိဒတ်ဟာနည်းနည်းလေးမှဒေါသမထက်ခဲ့ပါဘူးငါရဲ့တီလာကသာအဓိကပဲလို့စင်ကျင်ကြီးအရာရာကိုတီးခံနေခဲ့ပါတယ်ပုံနာဟာရွာတွေမှာလှည့်ပြီးဘူရိဒတ်ကိုချင်းတောင်းတဲ့ကထုတ်ပြီးကပြခိုက်ပါတယ်တစ်ချိန်ကတကိုးကြီးတဲ့မင်းသားဟာအခုတော့ဖြော်ဖြေစရာဖြစ်နေရရှာပါတယ်ပုံနာရဲ့ပလွေတန်အတိုင်းကနေရပေမဲ့ဘူရိဒတ်ရဲ့စိတ်ကတော့တရားဓမ္မမှာပဲရှိနေခဲ့ပါတယ်ဆေးရဲဒုက္ခကလွတ်ထိုးဆိုရင်တီးခံခြင်းနဲ့ခွင့်လွှတ်ခြင်းပဲရှိတယ်လို့သူယုံကြည်ထားပါတယ်နဂါးပြေကမိသားစုတွေလည်းဘူရိဒတ်အတွက်စိုးရိမ်နေကြတာကြောင့်ညီကိုတွေနဲ့နှမတော်သူ့မနာတို့ဟာလူပြေကိုလိုက်လာကြပါတယ်သူတို့ဟာလူသားအသွင်နဲ့ပုံနာနောက်ကိုလိုက်လာခဲ့ကြပါတယ်အကိုတော်ဒုက္ခရောက်နေတာမြင်ရတော့သူတို့အများကြီးဝမ်းနည်းခဲ့ရပါတယ်နောက်ဆုံးမှာတော့ဗာရာဏသီမင်းရဲ့နန်းရင်ပြင်မှာနဂါးကပြပွဲကိုလူတွေစောင့်ကြည့်နေတော့နဲ့ပုံနာကချင်းတောင်းကိုဖွင့်လိုက်တဲ့အခါဘူရိဒတ်ဟာသူ့ဆွေမျိုးတွေရောက်နေတာကိုသိသွားပါတယ်သူဟာမကတော့ပဲအကိုတော်ရဲ့ခြေရင်းမှာသွားပြီးခိုလုံလိုက်ပါတယ်အဲ့ဒီအချိန်မှာအမှန်တရားကိုဖော်ပြဖို့အချိန်ရောက်လာခဲ့ပါတယ်လူသားအသွင်နဲ့ရှိတဲ့ဘူရိဒတ်ရဲ့အကိုကပုံနာရဲ့အတက်တွေကိုစိန်ခေါ်လိုက်ပြီးပုံနာရဲ့ reset မျိုးတွေကိုလူတွေရှေ့မှာဖွင့်ချလိုက်ပါတယ်ဗာရာဏသီမင်းကလည်းအန်အိုးပြီးကြည့်နေမိလာပေါ့လေဒီနဂါးကြီးဟာတာမန်မဟုတ်ပဲမြင့်မြတ်တဲ့နဂါးမင်းမှာပဲလူတိုင်းတည်သွားကြပါတယ်နဂါးမင်းသားဟာသူ့ရဲ့တကိုးတွေကိုပြလိုက်တဲ့အခါဒလိုးကလုံးလင်းထင်သွားပါတော့တယ်ပုံနာလဲကြောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်လောဘကိုတီးခံခြင်းနဲ့အောင်နိုင်ခဲ့တာကိုလူတွေအကုန်မြင်တွေ့လိုက်ရပြီးဗာရာဏသီမင်းကလည်းဘူရိဒတ်ရဲ့အကျင့်ကိုကြီးညိုပြီးဥညွတ်လိုက်ပါတယ်ဘူရိဒတ်ဟာချင်းတောင်းတဲ့ကလွတ်မြောက်သွားခဲ့ပါပြီမိသားစုနဲ့အတူနဂါးပြည်ကိုပြန်ရောက်တဲ့အခါသူဟာအစစ်အစစ်အောင်မြင်သူဖြစ်နေခဲ့ပါတယ်လောကမှာအကြီးမားဆုံးလက်နက်ဆိုတာတီးခံခြင်းပဲဖြစ်တယ်ဆိုတာကိုသူသက်သေပြခဲ့ပါတယ်နဂါးမင်းရဲ့ပုံမြင်ဟာနန်းတော်တွေအထိပြန့်နှံ့သွားခဲ့ပါတယ်ဘူရိဒတ်ဟာတရားကျင့်ကြံမှုကိုဆက်ပြီးလုပ်ခဲ့ပါတယ်သူ့ဘဝဟာဒေါသနဲ့လောဘအမှောင်ထဲကလူတွေအတွက်အလင်းရောင်ဖြစ်လာခဲ့ပါတယ်နဂါးပြေကယတနာတွေထက်စိတ်ရဲ့ဖြူစင်မှုကပိုတန်းဖို့ရှိတယ်လို့သူတွန်းတင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဘူရိဒတ်ရဲ့အနစ်နာမှုဟာတင်ကန်းစာခေါင်းဖြစ်ခဲ့ပါတယ်လက်စားချင်းချင်းတဲ့စိတ်ကိုအောင်နိုင်ပြီးသူဟာဘုရားအလောင်းတော်ရဲ့ပါရမီကိုဖြည့်ခဲ့ပါတယ်သူ့ရဲ့တီးခံခြင်းအောင်မြင်မှုဟာကဘာတီးထွက်မမေ့နိုင်စရာဖြစ်ကြံရနေခဲ့ပါတော့လေဟုတ်ကဲ့ပါအခုပြောပြပေးခဲ့တာကတော့950ဇက်နှစ်ပတ်တော်တွေက
ဘူရိဒဇက်တော်အကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အခုဗီဒီယိုကနေတင့်အထံဘ ഹു တုတတစုံတရာရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ